ရှင်တဲ့ဗီဒီယိုလောကမှာဇက်ကားတကားရက်တာဆုံမှုအတွက်အဓိကမရှိမဖြစ်ဖြည့်ဆည်းပေးရတဲ့ဇက်ဖို့ဇက်ရန်အမှုပညာရှင်တွေရဲ့အခန်းကဏ္ဍဟာအရေးကြီးလာတာလည်းဖြစ်ပါတယ်။အဲ့ဒီလိုကြာရဇက်ရုံမှာအဖိုးတန်ကြောက်မဲ့ရတနာတပွင့်လို့တောက်ပခဲ့ပြီးပရိသတ်တွေရဲ့ရင်ထဲမှာအခိုင်အမာနေရာရယူထားနိုင်တဲ့ဝါရင်တရုတ်ဆောင်ကြီးအကယ်ဒမီဦးစောဦးကတော့ကွယ်လွန်လို့သွားခဲ့ရပြီလည်းဖြစ်ပါတယ်။အကယ်ဒမီစောဦးကို1956ခုနှစ်မေလ22ရက်နေ့မှာမွေးဖွားခဲ့တာလည်းဖြစ်ပါတယ်။သူဟာနုပညာဝါဒနာပါလုံးလို့ရုပ်ရှင်လောကတဲကိုငယ်စဉ်ကတည်းကခြေစုံပစ်ဝင်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။အနုပညာခီးလန်အစမှာအခက်ခဲပေါင်းများစွာရုန်းကန်မှုပေါင်းများစွာကိုကြုံတွေ့ခဲ့ရပေမဲ့စိတ်ဓာတ်မကျပဲစ조사ခဲ့သူလည်းဖြစ်ပါတယ်။ဗီဒီယိုခေတ်ဦးကာလကတည်းကဇက်ကားပေါင်းများစွာမှာလူချမ်းလူဆိုးဖခင်တူမဟုတ်လူကြီးလူကောင်းဇက်ရုပ်မျိုးစုံကိုအကောင်ဆုံးပုံဖော်ပေးခဲ့သူလည်းဖြစ်ပါတယ်။ဇက်ဆောင်မင်းသားမဟုတ်ပေမဲ့လည်းဦးစောဦးပါဝင်ခဲ့တဲ့အခန်းတိုင်းဟာတဘာဝကြလွန်းတာကြောင့်ပရိသတ်တွေရဲ့တရုတ်ဆောင်ချက်တွေကိုတခဲနဲ့သတိပြုမိပြီးအားပေးခဲ့ကြတာလည်းဖြစ်ပါတယ်။သူဟာအနုပညာအလုပ်ပေါ်အမြဲတမ်းတန်ဖိုးထားပြီးဒရိုက်တာတွေပေးသမျှဇက်ရုပ်ကိုညှဉ်းညူခြင်းမရှိဘဲစနစ်တကျလေးလာပြင်ဆင်ပြီးမှတရုတ်ဆောင်လေးရှိတဲ့ဝါရင်အနုပညာရှင်ကြီးတူလည်းဖြစ်ပါတယ်။သူ့ရဲ့နှစ်ပေါင်းများစွာစိုက်ပျိုးခဲ့တဲ့အနုပညာအပင်ဟာ2013ခုနှစ်မှာတော့အသီးပွင့်တွေဝေစာခဲ့တာလည်းဖြစ်ပါတယ်။2013ခုနှစ်အတွက်ပေးအပ်ခဲ့တဲ့မြမရုပ်ရှင်ထူးချွန်စုပေးပွဲမှာအမင်းနိုဘိုးဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့အကောင်းဆုံးမျိုးသားဇက်ဖို့စုအကယ်ဒမီစုကိုထိုက်ထိုက်တန်တန်စွတ်ခူးရရှိခဲ့သူတူလည်းဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားမှာသားသမီးပေါ်ထားတဲ့ဖခင်တယောက်ရဲ့မြစ်တာလောကရန်ကိုရင်ဆိုင်ရတဲ့ခံစားချက်တွေကိုပရိသတ်တွေမျက်ရည်ကျရလောက်အောင်အကောင်းဆုံးတရုပ်ဆောင်နိုင်ခဲ့သူတူလည်းဖြစ်ပါတယ်။သူကိုယ်တိုင်လည်းတရုတ်ဆောင်ကောင်းရုံနဲ့အကယ်ဒမီမရဘူးအချိန်ခါနဲ့ကန်တရားနဲ့ဆိုင်တယ်လို့နှိမ့်ချစွာပြောဆိုခဲ့ပြီးအနုပညာမှတ်ကြောက်တင်ခဲ့သူလည်းဖြစ်ပါတယ်။ဦးစောဦးဟာလက်ရှိချိန်ထိလည်းအနုပညာအလုပ်တွေကိုတတ်နိုင်တဲ့လောက်ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီးမျိုးဆက်တစ်တရုတ်ဆောင်တွေအတွက်အတူယူစရာဝါရင်စံပြပုံကိုကြီးတူလည်းဖြစ်ပါတယ်။ဇက်ကားတကားရဲ့အောင်မြင်မှုနောက်ွယ်မှာတရုတ်ဆောင်ကောင်းတယောက်အနေနဲ့ရိုးသားကြိုးစားစွာကြာရာအခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့ဦးစောဦးရဲ့ဘဝကတော့ဒီလောက်နဲ့ပဲညီကုန်းချုပ်လို့တွားခဲ့ရပြီလည်းဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးကြတဲ့တယောက်စီတိုင်းကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်။